ရှင်သူမျိုး၅ပါးထဲမှာပါတဲ့နီးဘေးအန်ဒီရဲ့ကမမျှော်လင့်ပဲရုတ်တရက်ဖြစ်ပေါ်တတ်တာကြောင့်အချိန်ခဏလေးအတွင်းမှာပဲအသက်အန်ဒီရဲ့နဲ့အဖိုးတန်ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားနိုင်ပါတယ်။ဒါကြောင့်နေအိမ်နဲ့လုပ်ငန်းသုံးအဆောက်အဦတွေမှာနီးဘေးအန်ဒီရဲ့ကြိုတင်ကာကွယ်ထားဖို့ဆိုရင်မီးကြိုမီးခလုံးနဲ့လျှက်စစ်ပစ္စည်းတွေကိုဂရုတစိုက်စစ်ဆေးပါ။မီးသက်စေဘူးများထားရှိပါ။မီးဘေးလွတ်လန်းအတွက်အရေးပေါ်ထွက်ပေါက်လမ်းကြောင်းကိုလည်းကြိုတင်ပြင်ဆင်ပြီးလေ့ကျင့်ထားပါလိုအပ်ပါက fire alarm နဲ့ fire sprinkler စတဲ့မီးဘေးအန္တရာယ်အချက်ပေးစနစ်တွေတပ်ဆင်ထားရှိပါဒီလိုဂရုတစိုက်ကြိုတင်ပြင်ဆင်ထားရအောင်မတော်တဆပဲဖြစ်ဖြစ်ကုသမီကြောင့်ပဲဖြစ်ဖြစ်ပျက်စီးဆုံးရှုံးသွားခဲ့မယ်ဆိုရင်မီးရမခံကနေရရှိမဲ့ရော်ကြီးအကာအကွယ်ကလူကြီးမင်းတို့ရဲ့အခက်အခဲကိုကူညီဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မီးရမခံထားခြင်းကချစ်ရတဲ့မိသားစုနဲ့အဖိုးတန်ပိုင်ဆိုင်မှုတွေအတွက်လုံခြုံစိတ်ချရတဲ့အကာအကွယ်ကောင်းတစ်ခုဖြစ်ပါတယ်